ရမည်မဟာတွင်စိတ်မြည်ဂျာနဝီမယိုင်းမို့ဤတို့လူမျိုးတို့ဘာသာကိုပြောင်းမခံဘူးဟေ့မြမသွေးစားတိမှန်ကိုရဲရဲဝင်ဝင်ထုတ်ပြရမည်တို့နိုင်ငံနဲ့တို့လူမျိုးကိုတို့လေးထားမည်မြမပြည်ငါတို့ပြည်တိုင်းဓမ္မသားတို့ချူကြုံခံပြီးသွေးစီကြဖို့ညီညွတ်ရမည်အကျိုးများ၏နှိုးဆော်ပါသည်တို့သာသနာမပြောက်ပြတ်ဖို့ဤမြမပြည်သားတို့အာမန်ဝိငါချီ